Hi, everyone. Pretty. Adjective လှပသောလို့ပဲသိထားတဲ့သူတွေကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုအပ်နေပါပြီ။ Pretty ကိုဒီချက်တော့စုံစုံလင်လင်သုံးသပ်ဖို့ဆိုရင်သူ့ရဲ့စကားလုံးအမျိုးအစားနှစ်မျိုးကိုသိဖို့လိုတယ်။ပထမတစ်မျိုးသည် adjective လှပသောဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ pretty ကိုပဲ adverb နဲ့တို့သုံးတယ်။လွန်စွာအရန်တအားအစရှိသဖြင့် very နဲ့အဓိပ္ပာယ်စိန်တူပုံစံမျိုးသုံးတယ်။သူတို့ရဲ့ကွာခြားချက်ကကြတော့ very ဒီ pretty တဲ့နည်းနည်းလေးပုံမြင့်တယ်။ဒါပေမဲ့ pretty ကိုလည်း share ဘာသာပြန်တဲ့အခါမှာတအားအင်မတန်လွန်စွာအရန်အစရှိသဖြင့်ဘာသာပြန်လို့ရတယ်။ဒါဒီလှပသောအပြင် adverb အနေနဲ့သုံးတာဖြစ်တယ်။အဲ့တော့ပို့ပြီးတော့ရှင်းလင်းသွားအောင်စာကြောင်းလေးတွေနဲ့လေ့လာကြည့်ကြမယ်။ She's a pretty girl. She's a pretty girl. ဒါကတော့တို့မြင်နေကြတာမန်စာကြောင်းတစ်ကြောင်းဖြစ်တယ်။သူမဒီလှပသောမိန်းကလေးတစ်ယောက်ဖြစ်သည်။အဲ့တော့ pretty ရဲ့နောက်မှာ girl noun နဲ့ girl girl ဒီ noun နဲ့အဲ့တော့သူ့ရဲ့နောက်မှာလိုက်တာဒီ noun ဖြစ်နေတဲ့အတွက်ကြောင့်ရှေ့က pretty ဒီ adjective ဖြစ်ပါတယ်။ adjective ဒီ noun တွေကိုအထူးပြုပေးတာကိုဘယ်လို main ကလေးလဲလှပသော main ကလေးဆိုတော့ pretty ရဲ့နောက်မှာပါတဲ့စကားလုံးဒီ noun ဖြစ်နေတယ်ဆိုရင်အဲ့ဒီ pretty ဒီ adjective ဖြစ်ပါတယ်။အဲဒါကြောင့်သူ့ကိုလှပသော main ကလေးဆိုပြီးတော့ဘာသာပြန်ရတယ်။နောက်ထပ်ဥပမာတစ်ခုရှိမယ်။ This book is pretty interesting. This book is pretty interesting. ဒီစာအုပ်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့ဒီမှာ pretty interesting very interesting အစား pretty interesting နဲ့သုံးထားတာပါဒါဒီလုံးဝကို native speaker တွေအသုံးများတယ်ပြီးတော့ natural ဆန်နဲ့သဘာဝဆန်နဲ့ English စာဖြစ်ပါတယ် This book is pretty interesting အဲ့ဒီမှာ pretty interesting pretty ရဲ့နောက်ကိုကြည့်လိုက်ပါ interesting ဒီ adjective ဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတော့အဲ့ဒီတော့ pretty ရဲ့နောက်မှာ adjective နောက်တစ်လုံးလိုက်လာတာဖြစ်တဲ့အတွက်ကြောင့် pretty ဒီ adjective လှပတော့မဖြစ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်စာမှာ adjective နှလုံးစက်တိုက်ကြီးတာမျိုးမရှိဘူး။ pretty ရဲ့နောက်မှာ interesting adjective ဖြစ်နေတယ်ဆိုရင်အဲ့ဒီ pretty ဒီ adverb ဖြစ်ပါတယ်။ဒီ adjective ကိုအထူးပြုပေးတဲ့ adverbဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတာလဲလွန်စွာစိတ်ဝင်စားစရာကောင်းတာအင်မတန်စိတ်ဝင်စားစရာကောင်းတာဆိုတော့ pretty အဲ့တော့ဒီမှာ pretty ဒီ adverb အင်မတန်လွန်စွာတအားဆိုတော့ very နဲ့သဘောတရားတူတယ်ဒါပေမဲ့ very ကတော့သူ့ထက် level မြင့်တယ် pretty က very ထက်မဆိုးတဲ့လောက်ကလေးနည်းနည်းလေးနှိမ့်နေပေါ့နော်အဲ့တော့ pretty ကို adjective အနေနဲ့ adverb အနေနဲ့ကွက်ကွက်ပြပြသုံးထပ်သွားမယ်မှန်မှန်ကန်ကန်ဘာသာပြန်တတ်သွားမယ်လို့ချက်ယူဆပါတယ်ချက်ကို comment မှာ pretty ကိုသုံးပြီးတော့ adjective အနေနဲ့တစ်ချောင်း adverb အနေနဲ့တစ်ချောင်းမှန်ခဲ့ပါချက်မှန်မှန်စစ်ပေးပါမယ်ချက်တန်းတွေကိုစိတ်ဝင်စားရဆိုရင်လည်း comment မှာ ENG လို့မှန်ခဲ့လို့ရပါတယ်ဖော်ပြပါဖုန်းနံပါတ်တွေကလည်းဆက်သွယ်ပြီးစုံစမ်းလို့ရတယ်လို့ message ပို့ပြီးတော့လည်းဆက်သွယ်မြင်စုံစမ်းနိုင်ပါတယ်ဒီချက်တန်းတွေကိုတရားဖို့စိတ်ဝင်စားပါက TikTok ကဆိုရင်တော့ contact us ကနေနေပြီးဆက်သွယ်လို့ရတယ်လို့ TikTok bio မှာရေးထားတဲ့ Telegram ကနေလည်းဆက်သွယ်လို့ရပါတယ် Facebook ကဆိုရင်တော့ Messenger ကနေဆက်သွယ်မြင်စုံစမ်းနိုင်ပါတယ်